係嘅，我哋有七分秒嘢，都一秒呢喎နော်。ကဲအဲ့တော့ပထမတစ်ခုကတော့တိုကိုရိုဘတ်တာတိုကိုရိုဆိုတဲ့ grammar ပါမယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ Moscow ရှိတဲ့ဘန်ရူတိုကိုရိုဒတာဆိုတဲ့ grammar ပါမယ်အဲ့တော့ပြီးရင်နောက်တစ်ခုကဘတ်တဲဟာဂျီမဲတဲ့ပါမယ်ပြီးရင် uchini ပါမယ်အဲ့တော့ဒီ grammar တွေကကြတော့ဒီပုံစံအတိုင်းပုံစံအောင်ပဲကြည့်ပြီးတော့ format ကိုကြည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဘတ်တာတိုကိုရိုရဲ့အဓိပ္ပာယ်ကကြတော့ဘာနဲ့တူလဲဆိုဘတ်တဲမီတာရာနဲ့တူတယ်ဘတ်တဲမီတာရာနဲ့တူဘတ်ကြည့်လိုက်တော့လို့အဓိပ္ပာယ်အဲ့နော်ဘတ်တဲမီတာရာတစ်ခုကိုလှုပ်ကြည့်လိုက်တော့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်တစ်ခုကိုစမ်းပြီးတော့လှုပ်ကြည့်လိုက်တာအဲ့လိုမျိုးပေါ့နော် okay အဲ့တော့オリガミはやりやすいと思ったが、オリガミはサクカウピニャーのやりやすい、ロアロエロ思ったが、天気べめやったところそれやってみたらねとれ、ロチライドはの、ロチライド、なかなか綺麗な形にはできない。とろね、ラパレポーザーもろない。この映画は最初はポスターを見てつまらないと思ったが、ဒီရုပ်ရှင်အစတော့ポスターကြည့်ပြီးတော့ပြင်းစရာကောင်းတယ်လို့ထင်ခဲ့ပေမဲ့မိသားところကြည့်ကြည့်လိုက်တော့随分面白いですね。တော်လေးစိတ်ဝင်စားတာကောင်းတယ်။今日は忙しすぎてဒီနေ့အလုပ်တွေများတော့လို့時間も忘れた。အချိန်တော်မေ့နေခဲ့တယ်။時計を見たところနိုင်ကြည့်လိုက်တော့မှ非常に遅くなっていることに気がついた。အရင်နောက်ကျနေပြီဆိုတာကိုသတိထားမိတယ်။ Okay နော်အဲ့တော့ factor ところပဲကြည့်လိုက်တော့ကဲနောက်တစ်ခုကကျတော့ value ところတက်တာ Moscow ရှိတယ်ဒါမှမဟုတ် မိုးချွတ်တိုတယ်နည်းနည်းလောက်ဆိုရင် value ところတက်တာဘတ်ဖြစ်တော့မလို့ဒါကြောင့်တခုခုကဖြစ်လို့ဆက်ဆက်ပေါ့နော်ဥပမာနည်းနည်းလောက်ချော်လဲတော့မလို့နည်းနည်းလောက်ဆိုလို့ရှိရင်လက်ညက်ပြီးတော့မလို့နည်းနည်းလောက်ဆိုဓာတ်လိုက်တော့မလို့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်တကူဖြစ်လို့နီးပါဆက်ဆက်အခြေအနေကိုပြော Moscow ရှိတဲ့နေရာမှာမိုးချွတ်တိုတယ်ကိုလည်းတောင်းလို့ရနော် Moscow ရှိတဲ့နောက်ထပ်နည်းနည်းလောက်ဆိုရင် Kurumani Buskaro ところတက်တာကားတိုင်းပြီးတော့မလို့မိုးချွတ်တိုတယ်နောက်ထပ်နည်းနည်းလောက်ဆိုရင်ဒဲခခဲတို့တိုကိုရိုတက်တာအပြင်သွားတော့မလို့ကိုအပြင်သွားတော့မဲ့ဆက်ဆက်ကိုရိုးကြီးကဒေတာဆိုတာလောကိစ္စပေါ်လာခဲ့နောက်တော့ဘတ်တဲဟာချင်းမဲ့တဲဘတ်တဲဟာချင်းမဲ့တဲဆိုတာဘတ်ပြီးနောက်ပိုင်းဆိုတဲ့ပဲနော်တကူကိုဖြစ်ပြီးနောက်ပိုင်းဒီလုပ်ငန်းစဉ်စတင်ပြီးနောက်ပိုင်းအခြေအနေတွေကိုပေါ်ပြဆန်းဆန်းနီအပ်တဲ့ဟာချင်းမဲ့တဲဆရာနဲ့တွေ့ပြီးနောက်ပိုင်းဒါမှမဟုတ်ဆရာနဲ့တွေ့ပြီးပထမဆုံးအနေနဲ့ဂျင်းဆိုင်のことをもっと分かることになりましたဘွားကြောင်ပို့ပြီးတော့တည်လာတယ်ခင်မင်းတရားတဲ့ဟာချင်းမဲ့တဲမင်းနဲ့တွေ့ပြီးနောက်ပိုင်းမှာဘုတ်ကူကခိုးနေ落ちたဆိုတာချစ်မိရပါတော့အဲ့လိုမျိုးဂျူအဆိုင်နီနာတဲ့ဟာဂျီမဲတဲ့ဆက်ရှင်နဲ့ပြည့်ပြီးနောက်ပိုင်းဝါသရှိဝါအီရိုခါဝတာအမျိုးမျိုးပြောင်းလဲသွားခဲ့နောက်တစ်ခုဘတ်ဦးချီနီဦးချီနီကကြတော့ဒီမှာအာရီရာတို့ဆိုင်းချူနဲ့တူတယ်ဆိုပေမဲ့မတူเนาะတိတ်ပြီးတော့မတူအဲ့တော့ကျွန်တော်ပြောပြမယ်ဦးချီနီဆိုတာဘယ်လိုမျိုးအချိန်တွေမှာတုံးလဲဆိုရင်အပြောင်းလဲတစ်ခုခုမဖြစ်ခင်အချိန်လေးကိုဦးချီနီကိုတုံးပြဒီ grammar pattern အမြဲတမ်း M2 မှာလည်းမေးမှာဖြစ်တဲ့အတွက်ဒီ grammar pattern ကိုကနားလည်ဖို့လိုထားပါတော့ဒီမှာကျွန်တော်ပြောင်းလဲမှုတစ်ခုရှိရယ် change ပေါ့နော်ဟုတ်ပြီပြောင်းလဲမှုတစ်ခုရှိရယ်အဲ့ဒီပြောင်းလဲမှုမဖြစ်ခင်အချိန်အတော်တွင်းလေးကိုဥချိနေလို့ခေါ်တယ်ဥပမာထားပါတော့ကျွန်တော်ပြောင်းလဲမှုကထားပါတော့မိုးရွာတယ်ပေါ့နော်မိုးအဲ့တော့မိုးရွာတယ်ဆိုတာမဖြစ်ခင်ပေါ့နော်မိုးရွာတယ်ဆိုရင်ပြောင်းလဲမှုတစ်ခုမဖြစ်ခင်တော်တယ်ဥပမာမိုးမရွာခင်လေးနော်ဥပမာနေနေကြတယ်နေနေမကြခင်တော်တွင်းလေးနော်မမောင်ခင်တော်တွင်းလေးနော်တခုပြောင်းလဲမှုမောင်တယ်ဆိုရင်ပြောင်းလဲမှုတစ်ခုမဖြစ်ခင်ဂျားထဲမှာကြံနေခြင်းလေးပြောရမယ်ဆိုကျွန်တော်ခုနဟာဂျီမဲသဲနဲ့ပြန်နှိုင်းရှင်ပြောမယ်ဆိုရင်ဟာဂျီမဲသဲကကြတော့ဒီပြောင်းလဲမှုရဲ့နောက်ပိုင်းကိုပေါ်ပြနော်ဒါဟာဂျီမဲသဲဒါဟာဂျီမဲသဲပြောင်းလဲမှုရဲ့အရှိပိုင်းကိုဖော်ပြတာဥချိနိကျွန်တော်နားလဲအောင်ပြောရမယ်ဆိုရင်ထားပါတော့ပြောင်းလဲမှုမိုးရွာရလို့ပြောအောင်အမေကဖုရုဟုတ်ပြီမိုးရွာပြီးနောက်ပိုင်းကိုပြောချင်တယ်ဆိုရင်ဘတ်တဲဟာဂျီမဲသဲလို့တော့ပြောရတာအမေကဖုတ်တဲဟာဂျီမဲသဲအဓိပ္ပာယ်တော့မရှိဘူးเนาะဒါ example အနေနဲ့ပေးတာဆိုအဲ့တော့ဒါမှမဟုတ်နောက်တစ်ခုဆိုလို့ရှိရင်ကြတော့ဥချိနိကကြတော့အမေကဖုရုဥချီနီဒါမှမဟုတ်မိုးမရွာခင်လို့ပြောချင်ဖူရာနိုင်ဥချီနီပေါ့နော်မိုးမရွာခင်ပေါ့နော်ဖူရဥချီနီဆိုရင်မိုးရွာတော့မှာပေါ့မိုးရွာတော့ရေခန့်တော့ပါအဲ့တော့ပြမယ်နော်ပြောင်းလဲမှုရဲ့မတိုင်ခင်အချိန်လေးပေါ့နော်ပြောင်းလဲမှုမဖြစ်ခင်အချိန်လေးကိုပြောပြခြင်းဥချီနီကိုတုံးပြီးတော့ပြောင်းလဲမှုဖြစ်ပြီးနောက်ပိုင်းကိုပြောပြခြင်းနော်ဟာဂျီမဲတက်ကိုတုံးโอเคအဲ့တော့ဒါပဲကဲအဲ့တော့ကြည့်အောင်ဘတ်တေတို့ဥချီနီတို့ဘန်နိုင်ဥချီနီတို့အီရကြီးတဲ့နားကြီးတွေဆိုလည်းရတယ်ဘန်နာဥချီနားကြီးတဲ့နားဥချီနီနောင်တော့ဥချီနီတုံးလို့ရတယ်စန်းစဲကခီဇူကနိုင်ဥချီနီဆရာကတတိမထားမိခင်အချိန်တွင်းမှာအတော်တွင်းမှာခိုင်းတိုးရရှိကိုမို့တော်နေမို့လို့してအပြေလွာကိုပြန်ထားလိုက်ပါဝါကိုက်ဥချီနီငယ်စဉ်အတော်တွင်းမှာပေါ့နော်ငယ်စဉ်တော့အသက်ကြီးရဆိုပြောင်းလဲမှုမဖြစ်ခင်အတော်တွင်းလေးပေါ့နော်ငယ်စဉ်အတော်တွင်းမှာဂျီကန်ကိုတိုင်းစစ်စွန်နစ်တာဟောကအချိန်ကိုတန်ဖိုးထားတင်တယ်ရှောကူဂျီနိုဥချီနီထမင်းစားနေစဉ်အတွင်းမှာခဲတိုင်းတန်းဝါကိုခဲရှိနာဆိုင်ဖုန်းကိုပိတ်ထားပါโอเคအဲ့တော့ဟုတ်ပြီဆက်ပြီးတော့ကြည့်အောင်
ဟုတ်ပြီနော်အဲ့တော့ဒန်ရှာနော်အားတို့အချင်းယထာရှိတော့မှာပေါ့နော်ယထာရှိနေစဉ်တော့မှာခိုင်ရနိုင်တို့ပြန်မရမယ်တဲ့မော်စကိုရှိတဲ့ Nori Okure တို့တကိုရတတ်နောက်ထပ်နည်းနည်းလောက်ဆိုရင် Nori Okure ဆိုတာယထာမမီတော့မလို့ပေါ့နော်တကိုရတတ်ဗတ်တဲတို့ဘတ်ရုတကိုရတတ်တော့ loose နီပေါ့နော်ယထာမီတော့မလို့ပေါ့ခိတာတကိုရဆန်းဆဲနီခွန်တော်のテストの変異をတဲ့ခိတာတကိုရဆန်းဆဲကိုပေါ့နော်ဒီတစ်ခေါက် test ရဲ့ဘယ်ထိမိပါလဲဆိုတော့ခိတာတကိုရမေးကြည့်လိုက်တော့ဂျူကာမတေတာတော့言われたအခန်း30ထိကိုပြောခဲ့တယ်။ဟာကဤတိုင်းのでハイシャセンに行ったところသွားကိုက်နေတဲ့ကြောင့်မလို့သွားဆရာဝန်စီသွားကြည့်လိုက်တော့ဟီတိုအီမူရှိပါနေနာတဲ့လို့တော့言われたသွားပိုးအရန်စားနေပြီဆိုတာကိုသိခဲ့ရတယ်။နောက်တစ်ခုကကျတော့ကွက်လက်ဖြစ်တော့မယ်ဆက်ပေါ့နော်။ဘော့စကိုရှိတဲ့ချီကိုကိုစရုတကိုရိုဒတာနောက်ထပ်နည်းနည်းလောက်ဆိုလို့ရှိရင်နောက်ကြတော့မလို့နောက်တစ်ခါကျတော့ Moscow ရှိတဲ့ကိုကခုစရုတကိုရိုဒတာနော်နောက်တစ်နေ့လောက်ဆိုရင်ဆာမိုအောင်တော့မလို့ကိုနော်နီဆိုရပါရတော့အောင်တော့မလို့ကိုပေါ့နော်အဲ့လိုမျိုးပေါ့နောက်တစ်ခုကချွေးစားတဲ့ဟာဂျီမဲတဲ့သတိပေးခံရပြီးနောက်ပိုင်းဆန်းဆဲနဲ့ချွေးစားတဲ့ဟာဂျီမဲတဲ့ဆန်းဆဲရဲ့သတိပေးခြင်းခံရပြီးနောက်ပိုင်းခန်ဂျီနိုမာချီကိုင်းနိခိကဆွေတာကန်ဂျီရဲ့အမားတွေကိုသတိပြုမိတယ်ခါဘူကီယိုမိတဲ့ဟာဂျီမဲတဲ့ခါဘူကီယိုကြည့်ပြီးနောက်ပိုင်းမှာ日本文化に興味を持ったဂျပန် culture မှာစိတ်ဝင်စားခဲ့တယ်နောက်တစ်ခုအာကာရိဦးချီနိလင်းနေစဉ်တော်တွင်ဆိုမမောင်ခင်ပေါ့နော်အာကာရိဦးချီနိခိုက်တဲ့ကိနာဆိုင်မမောင်ခင်ပြန်လာခဲ့ပေါ့နန်းတို့မို့တဲ့ခီးတဲ့ရီဦးချီနိအချိန်ချင်းမင်းနေတဲ့ကြနားထောင်နေစဉ်တော်တွင်မှာခရှိအိုပွဲတာဆိုတချင်းစာတာကိုမှတ်သားခဲ့အချိန်ချင်းနားထောင်နေစဉ်တွင်မှာချင်းစာတာကိုမှတ်သားခဲ့ဝါစရဲနိုင်ဦးချီနိမမေ့ခင်မှာမဲမိုစတယ်ကိုမဲမိုရေးမှတ်ထားအောင်တဲ့အဲ့တော့ဆိုပါကားတဲ့ဂန်ကိနာဥချီနီနော်နားကြည့်ရဆိုရင်နာဥချီနီနော်ဂန်ကိနာဥချီနီဆိုဘိုးကပြောဆိုပါတော့ဖြစ်တယ်ဆိုဘိုးကအဖွားကနေပြီးတော့ညေကောင်းနေတော့မှာပေါ့နော်အီချီတိုအီနာကာရဲ့ခါရီတိုင်းရွာကိုပြန်ကျင်တယ်အခီအင်းနီဘူရာဝန်တန်းကိုခီတာတိုကိုပေါ့နော်မေးကြည့်လိုက်တော့ကျွန်တော်ဒီမှာတစ်ခုပြောမေးပါဘတ်တာတိုကိုကျွန်တော်ဘယ်နေရာမှာသုံးလဲဆိုဇကဆက်အနေနဲ့သုံးတာနော်ဇကဆက်အနေနဲ့သုံးတယ်ဆိုစာကြောင်းနဲ့ကြောင်းရဲ့ဂျားထဲမှာသုံးတာနော်ဒီတစ်ချက်ကိုပြောမေးပါအဲ့လေမှတ်ထားရင်ကိုကဖြင်းသိရနော်ဘတ်တာတိုကိုထည့်ရမလားမထည့်ရဘူးလားသိကြလို့ရှိရင် तू ကဇကဆက်အနေနဲ့အလုံးလုံးနေလားဆိုတာကြည့်လိုက်ဒါဆိုဒီမှာဆိုလုံးလုံးနေနော်ကြားထဲမှာအခီရင်ကိုမေးကြည့်လိုက်တော့အိုတိုရှိမိုနိုဝါတဲ့တို့イテイタအိုချာဟိုတဲ့ဣရဲမစတာခါရာစာမဲနိုင်ဥချီနီပေါ့နော်မအေးခင်ပေါ့နော်ရင်နွေးထည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မအေးခင်မှာဒိုးဆိုတောက်ပါတဲ့မော်စကိုရှိတဲ့ခိုင်းတန်းကရာအိုချီရူတိုကိုရိုတက်တာပေါ့နော်ပြုတ်ကြတော့မလို့ပေါ့နော်ဒါကကြတော့မော်စကိုရှိတဲ့ဆိုတော့ဘတ်ရူတိုကိုရိုတက်တာဂရမာကိုသုံးပေါ့ပြုတ်ကြတော့မလို့ဘတ်တာတိုကိုရိုဆိုလို့ရှိရင်ပြုတ်ကြလိုက်တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော်ပြုတ်ကြကြည့်လိုက်တော့စမ်းပြီးတော့ပြုတ်ကြကြည့်လိုက်တယ်ခုံချကြည့်လိုက်တယ်အဲ့လိုမျိုးကြီးဖြစ်သွားတယ်ဒီနံပါတ်5日本語の勉強が面白くなったさあジャパンさんリーダーセブンザザーကောင်းလာတယ်初めてピエတော့ဘာနဲ့တွေ့မှာဆိုဘတ်တဲ့初めてနဲ့တွေ့ရမှာဟုတ်တယ်နော်ဘတ်တဲ့မှာနတ်တဲ့初めてအဲ့တော့3နဲ့1နဲ့တွေ့ရမှာတိတ်ကြနတ်တဲ့ဆိုအဓိပ္ပာယ်မရှိသေးဘူးအရှိမတခုလို့တဲ့အဲ့တော့ယောနီနတ်တဲ့初めてပေါ့နာရာဦးယောနီနတ်တဲ့初めてဘသူစီမှာအာနိုဆန်ဆဲဒီအဲ့ဒီဆရာစီမှာအာနိုဆန်ဆဲနီနာရာဦးယောနီနတ်တဲ့初めてအဲ့ဒီဆန်ဆဲစီမှာတင်ယူကြည့်ပြီးနောက်ပိုင်းမှာပေါ့နော်ဂျပန်စာစိတ်ဝင်စားစရာကောင်းလာあとちょっとでနောက်ထပ်နည်းနည်းလောက်ဆိုရင်ရှီကန်မွန်တိုင်းကဇမ်ဘူနတ်တဲ့しまったဒတ်တာနိုနီတိုကဲရုတိုကိုရိုဒတ်တာနိုနီပေါ့နော်ဂျီကန်ကီတဲ့ဆိုအချိန်ကုန်သွားရပါဂျီကန်ကီရဲ့နတ်တဲ့しまったအချိန်ကုန်သွားခဲ့တယ်ပေါ့နော်နောက်ထပ်နည်းနည်းလောက်ဆိုရင်အားလုံးကိုတိုကဲရုတိုကိုရိုဖြေနိုင်တော့မလို့ပေါ့နော်တိုကဲရုတိုကိုရိုဒတ်တာဘာလို့လဲဒီမှာမိုးချုပ်တိုတဲလဲပါတော့ဘတ်ရုတိုကိုရိုဒတ်တာဆိုရယ် grammar ကိုထည့်ပေးရမှာအဲ့တော့တိုကဲရုတိုကိုရိုဒတ်တာနိုနီဂျီကန်ကီရဲ့နတ်တဲ့しまったအချိန်ကုန်သွားခဲ့တယ်နောက်တစ်ခုအိုရှီယဲတဲ့ခရက်တာရဲ့အိုရှီယဲတဲ့ခရက်တာတွေပြောပြပေးတာတော့ချွေးတဲ့ခရက်ရူဟီတိုကတတိပေးရဲ့လူကကွက်လက်ဟိုးကဤthis ရောဟိုးကဤthis ရော grammar ဘတ်တာဟိုးကဤthis ရောဆိုတော့တာဖောင်နဲ့သွားမှာဖြစ်တယ်ဒါ bankyo star ဟိုးကဤthis ရောဆိုပြီးတော့သွားမယ်ဥချီကကြောင့်ဥချီနီပေါ့နော်ဥချီနီဆိုတော့1နဲ့4နဲ့တွဲမယ်ပြီးဤရူဆိုတော့ဟီတိုကဤရူပေါ့နော်ဟီတိုကဤရူဥချီနီနော်ကိုတတိပေးမဲ့လူတင်ပေးမဲ့လူကဤရူဥချီနီရှိတော့မှာပေါ့နော်ဥချီနီဆိုတော့1 4勉強した方がいいですよ。はい、エラーだべ。